Philippines season ကိုမလွတ်တမ်းကြည့်ရှုနိုင်မှုရွှေစင် YouTube channel ကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်你怎么忙着乐的忙着？后面慢回家的，就是呗，不然又要来的。如果你要那么忙碌，当然就是忙着做那个道。听到了，辛苦了。如果你要报名，还有谁都报名去？谁都啊，现在老家的。要了没要做了，你要都不要了喏。那他忙，你看老家。哎呀，你别讲嘛。နောက်ကြတာလဲတူတယ်အကြောင်းတက်ချက်တွေကလည်းတူတယ်အရင်လူကြီးဘာဖြစ်လဲပြောပါဦးထုံးစံတိုင်းပဲပေါ့ဟာဟဲ့နင်ငါပြောရဘောလိုက်ပြောနင်ငါစကားရေလို့ကြက်တာနေရောငါပြောတဲ့အတိုင်းဘာလို့လိုက်ပြောနေရလဲဒီမှာငါစိတ်သိမ့်မကြည့်ဘူးနော်တင်းနေတာဟောငါကလည်းတင်းနေတာဟုတ်တင်းတယ်တော့မှတင်းတော့ကွာအခုတော့နင်တို့နှစ်ယောက်တည်းဘသူရင်စပြောမှာပြောကဲငါရင်စပြောလေးရတယ်သမီးဒီမှာထိုင်နေပြီလေဘာလို့အဟမ်းအဟမ်းနေရလဲဟဲ့ခုန6ဟန်တာနဲ့အခု6ဟန်နဲ့မတူဘူးအခု6ဟန်နဲ့ဆိုတာစကားပြောမလို့ဟန်တာအမေဖီးကလိမ့်ကနဲ့ဒါဘယ်သွားအောင်လို့လဲတငယ်ချင်းနေနဲ့မို့သွားစားမလို့ပါဘယ်ကတငယ်ချင်းနေလဲဟောဒေါ်လေးတို့ကလည်းဒီလူတွေပဲလေအင်ဂျင်ရဲ့မေသူရဲ့နောက်ပြီးတော့နေရန်တို့3ယောက်တိပြီးသားကိုမင်းနေတယ်ဟဲ့တိပြီးသားလည်းမေးရမှာပဲလေမဟုတ်စားပြီးရုံပဲသွားအောင်ပါ။အော်တင်တန်းမဲ့တန်းဝင်မှာပေါ့။အဲ့ဒါလည်းသိပြီးသားပဲကိုမေးပြန်ပြီ။ဟဲ့ငါတို့ကဝတရားရှိလို့မေးနေရတာနော်။တင်တန်းပြီးလို့ရှိရင်ဘယ်သွားအောင်မှာလဲ။ဟိုးဘဲမှမသွားနဲ့အိမ်သာပြန်လာခဲ့။ဒီဟိုတီလမ်းရှာမယ်တော့မစင်းစားနဲ့နော်။ဟောဖေတော့အဲ့လိုမျိုးလှုပ်ဘူးလို့လေ။ဟဲ့လှုပ်လို့ရမလား။နောက်ဖြစ်လာမှဆိုလို့ကြိုပြောထားတာနော်။ညီရဲ့မိဘတွေကလေငါတို့ယုံကြည်စိတ်ချပြီးတော့အပ်ခဲ့ပြီးနိုင်ငံခြားမှာလှုပ်သွားလုပ်နေကြတာ။ငါတို့ကလည်းရန်ကုန်မှာမနေချင်တော့ဘူးမန်းလေးပြန်ချင်နေပြီညီကိုငါတို့လက်အောက်မှာအပ်ထားတယ်ပြန်ငါတို့လက်အောက်မှာတစ်ခုခုဖြစ်သွားမှစိုးလို့ပြောနေတာအော်ဒါဆိုလို့ရှိရင်ဒီအပြိုကြီးနှစ်ယောက်လက်အောက်ကလွတ်သွားရင်လှုပ်ချင်တာလှုပ်လို့ရတယ်ပေါ့ဟမ်ညဘာလို့ချင်တယ်လို့လှုပ်ချင်ပါဘူးဒီတိုင်းပဲစကားဖြစ်ပြောတာပါအဲ့စကားကိုပေါက်လို့ပဲစားပြောတာမကြိုက်ဘူးနော်အေးမတွားလို့ရပြီလားတွားလို့ရပြီတင်နှမ်းပြီးလို့ရှိရင်အိမ်ကိုတန်းပြန်လာခဲ့ဘယ်ချိန်ပြီးလို့ဘယ်ချိန်ပြန်လာရမယ်ဆိုတာသိတယ်နော်အေးမအဲ့လိုလည်းပဲငါမှလည်းဒီအတော်ပြိုကြီးနှစ်ယောက်ရဲ့လေပစည်းပဆက်များတဲ့တဲ့ပွားတဲ့တဲ့ခန်းရများပြီးတော့လေစိတ်တွေပါညစ်လာသိလားနေတော်ညောက်လည်းအပြစ်ပြောလို့မရပါဘူးဟာနိမိပါတွေစာနေတော်ကပဲနေတို့စောင့်ရှောက်ထားပဲပြီးတော့နေ့တော်ကြီးနှစ်ယောက်ကအပြိုကြီးတွေဆိုပို့ဆိုးတာပေါ့အဲ့အပြိုကြီးနှစ်ယောက်လည်းလေမြင်ယောက်ျားရောက်သွားလဲနားအေးတာအဲ့လိုတော့စိတ်မပူနဲ့ငွေကြီးဒီကောင်ကောင်ရှိရတယ်ဖေမင်းတို့နှစ်ယောက်အနင်းတာခံပြီးလိုက်စမ်းပါဟဲ့အဲ့လိုတော့အနင်းတာမခံမရသေးဘူးနော်ဟိုတော်တယ်ငါတို့နှစ်ယောက်ပါလေငွေကျင်းတဲ့တူတူရောပြီးတော့တောကရရောက်နေအေးကွာပြောရင်လည်းတော့ရှေ့ရလက်ပြအေးလာဟာတုံနေသေးတယ်နင်ကမင်းကလေးဖြစ်နေလို့နင်ကပွားတာလို့ချုပ်ကျဲတာလို့မလွတ်တာလို့ငါတို့ကလက်ခံပြီးလို့ရတယ်နော်ငါကဒီမှာယောက်ျားလေးဒီအရွယ်ကြီးပဲရောက်ဟုတ်ပါတယ်ကွာမင်းဖာသာရောက်အဲ့ဒါတော်တော်များတယ်သိလားဟိုငါတို့ကလေမင်းတို့မီတဆိုးလေးဆိုပြီးတော့အလိုလိုက်မယ်လို့ထင်ထားတာဟုတ်တယ်ငါကလည်းမီတဆိုးလေးဆိုပြီးငါ့ကိုအလိုလိုက်မယ်လို့တွက်ထားတာမဟုတ်ပါဘူးထင်တယ်လို့မဖြစ်ခဲ့ပါဘူးအဖေနေရောအမေနေရောလွှဲပြောင်းရယူလိုက်တယ်လို့ပဲတနေရာမှမလွတ်စေရဘူးတ
ရက်ပွားတာပွားတာ အဲ့ဒါကတော့တော့မလားညနေကျမှပြော ။ရတော့။ဆက်ပြတ်တော့ဘုရားပြောတယ်။ မိဆုံးသွားပြီကြတဲ့လူသားဖတ်နေရတဲ့ဒီညမှာဒူလူနေတာအိတ်တက်ကြားတယ်ဒါနဲ့တည်တယ်မှာ အဲ့ဒါတော့သိပြီးသားပါပဲ တော့ရွေးရတယ် ဗျာမရသေးပါဘူး မရွေးရသေးဘူးဆိုတော့ခဏတကြံရွေးတော့ ဟာဖေကစကားကိုဌာနကောင်းနေပြန်ပြီဖေဟာဒါဒီတိုင်းပဲပြောလိုက်တာပါဖေကို မင်းတို့လူငယ်တွေကလေပေါ်လေးတွေ့မယ်ပေါ်လေးပြောမယ်ပေါ်လေးလုံမယ်ဆိုတာလေကြီးပဲအဲ့ဒါကောင်းတဲ့လူမင်းထင်နေလို့လား မတင်ပါဘူးဖေ အဲ့ကငါစကားမဆုံးသေးဘူးလေဝင်ဝဲလို့မထောက်နေလေ ဟုတ်ရော အေးလူကြီးတွေကစိုးဆုံးမလိုက်ပြီဆိုတော့လည်းသူတို့လည်းပြောချင်တာပြောစီငါတို့လည်းလှုပ်ချင်တာလှုပ်မယ်ဆိုတာလေအဲ့ကောင်းလားဟဲ့မင်းကမင်းနေလေမင်းပြန်ပြေးတာ ဖေမဆုံးသေးဘူးထင်လို့ပါ ဟာ ဟုတ်ပြီဟိုအဖေစကားမဆုံးသေးဘူးလို့ထင်လို့ပါလို့ပြောတာပါဖေ မင်းကလေအခုမှမင်းတော့လာရွေ့လာပါလား ဟာဖေလုတ်ပြန်ပြီဖေဟာဖေကလည်းမရွဲပါဘူးလို့ဖေဘယ်နှခါပြောမလဲဖေဟာအဖေကအမျိုးမျိုးဖြစ်နေတာလူလူနမ်းမလိုက်နိုင်ဆိုတဲ့စကားပုံလေအဖေလို့နမ်းမလိုက်နိုင်ဆိုပြီးပြောင်းလို့ဖြစ်နေပြီ ဟဲ့တော်နော်မင်းနဲ့စကားပြောတာငါအပေါက်လန်းကုန်မတည့်ဘူးဟိုသွားစရာရှိရသွားတော့ပြီးရင်မြန်ပြန်လာခဲ့ ဖေမြန်ပြန်လာလို့မရဘူးလေဖေတန်းတန်းလေသွားမှာညနေကျမှပြီးမှညနေကျမှပြန်လာလို့ရမှာ အေးအဲ့ဒါပြီးချင်းပြန်လာခဲ့ဘယ်မှဝင်မနေနဲ့လို့ပြောတာ ဟုတ်ကဲ့ဖေအဲ့တော့သွားတော့မယ်နော် ဟေးကော်ဖီကုန်တော့အဲ့ဒါလကားမရအောင်ပေါင်းတော့ ဒီကအော်တယ်ဖြစ်နေကြပြဿနာတော့အေးရလူကြီးကငါတို့လူငယ်ကိုနားမလဲပေးနိုင်ဘူးနော်အခုဆိုရင်လိုအပ်တာတဲ့ပုံပြစိုးရင်ဘူးဒုံကဲအဲ့တော့ညှိမရဘူး ဟုတ်တယ်ဟာငါတို့ဆက်တော့သူတို့အပေါ်နားလဲပေးရတယ်သူတို့ဆက်တော့ငါတို့ပေါ်နေတစ်စက်လေးအောင်နားမလဲ အဲ့ဒါတော့အမှန်ပဲငါတို့ဆိုတခါမှအိမ်ကိုပြဿနာလည်းမသိဘူးပေါ့ကွာယူလဲမြူလာဘူးပေါ့အဲ့ဒါကိုမကျေနပ်နိုင်သေးတာ ရထားလိုက်ပါတော့ဟဲ့အဲ့ကြောင့်ဆက်ပြောနေနေတော့ပြောလို့ရှိရင်လည်းစုံတော့မှာမဟုတ် ကျွန်တော်ကဘာလို့အဲ့ဒီတော့အဲ့လိုမျိုးမဟုတ်ပါဘူးကွာအေးဘောလေးမရှိလို့နေရာမှာတော့လေတော်စိတ်ညစ်မှာပေါ့ အာတော့ဗျာအဲ့စနစ်စားတစ်ခုမှပြောနေတော့ညီတို့တွေအပြင်းရောက်တော့လန်းနဲ့ပျော်သွားနေကြရအောင် ဟာစိတ်မပူနဲ့နော်အိမ်မှာဖြစ်ခဲ့တဲ့မြပွားတာမှန်တယ်မြောက်ငါအိမ်ရှိမှနေထားကြလိုက်တာအပြင်ရောက်လို့တော့ဝုန်းပြီပဲ ဟာမဲ့နေတကယ်ကြီးငါအဲ့တော့ထောက်ခနဲ့ကြကြားလိုက်ပါဦး ကဲဟုတ်လား လာရီပြမယ်နဲ့ ။အော်နှုတ်ဆက်တာလေဒေါ်လေးတို့ကလေရီပြတာပါ ဒီမှာအပိုးတွေပြောနေနေညီအခုဒီအိမ်ကိုပြန်လာတာဘယ်ချိန်ရှိနေပြီလဲ ။ဘယ်ချင်းဘယ်ချင်းရှိပါလဲ။တမိတော်နိုင်မကြည့်ဘူး ဒီမှာငွေကျဲညီစစ်နှစ်ကြတယ်ဆိုတော့နားလေရလားဟမ်စနစ်ဆိုတာစီကံပဲအိမ်ကိုစီးနဲ့ကန်တဲ့အချိန်တိတိကျကျပြန်လာပါလို့ပြောရတာနဲ့အခုဘယ်ချိန်ရှိနေပြီလဲဟမ်ပြောသား ။ဒေါ်လေးကလည်းအခုလည်းဘယ်တော့မှနောက်မကြပါဘူး။15မိနစ်20နိုင်ဝက်လောက်လေးနောက်ကြတော့တာ။ ရှင်းစမ်းမအောင်15မိနစ်ကနေနိုင်ဝက်ဖြစ်သွားပြီဟမ်ညီတို့အချိန်တိတိကျကျပြန်လာပါလို့ပြောရတာနဲ့ဘာလို့နောက်ကျနေရလဲဟမ် ဟာဒေါ်လေးတို့ကလည်းခစ်ကြီးကအရင်နဲ့တူတော့တာမဟုတ်ဘူးကားတွေကကြက်ပြီးတဲ့ကြက်လမ်းတွေကပိတ်ပြီးတဲ့ပိတ်တာအေးဘောလေဒီအိမ်နဲ့ဒီထွေးကအိမ်ထဲကအိမ်ပြင်မထွက်တော့ဒါတွေကိုပဲသိပါမလဲ အမေညီကငါတို့နှစ်ယောက်ကိုတုံတုံအိမ်မင်းမုံပြိုကြီးလို့ပြောလိုက်တာပေါ့လေ ဟောမဟုတ်ပါဘူးသမီးရဲ့အတော်တွေမသိသေးတဲ့ဘ ഹു တုဒတွေကိုပြန်ပြောပြတာပါ ဟဲ့ဒီမှာညီပြောမှပို့ဆိုးသွားပြီနော်ညီကဖိုးသူတော်စာချမိเจ้าမရေခင်ပြအတော်တွေကိုစီရလုံနေရပါဟုတ်လားဒီမှာငွေကျဲ
ပြန်ပြော အလုံးငွေကျနင်းကိုအိမ်မလား ဘာကြီး အိမ်မလားလို့ ဟဲ့ငါတေချာမကြားရလို့ငါ့ကိုထပ်ပြောပါလားဘာပြောတာလဲ ဩအိမ်မလားလို့မေးတာသင်ဘာဖြစ်နေရလဲ ဘာဖြစ်ရမှာလဲဟဲ့ငါတော်2ယောက်ပေါ့ငါအိမ်ပြန်တာနောက်ကျလို့ဆိုပြီး2ယောက်စလုံးငါ့ကိုဝိုင်းပွားတာလေငါနားတဲ့လေးတွေပါထွက်ပြီးအခုတေချာတော့မကြားရတော့ဘူး သင်ကူကတတ်တာရဲ့လား ဟမ်ဘာဖြစ်လို့လဲအော်နေရပါလေငါ3တဲ့ဆက်ပြလိုက်3ချင်လို့လား ဟာဆက်ပြအောင်မေးတာမဟုတ်ဘူးနင်အခုတတ်တာပြီလားလို့မေးတာ အမလေးတော်တော်ပြောပါဟဲ့နေရလဲအချိန်ကြီးပဲ အေးပြီးမနှက်ကြတော့ကောင်းသွားမှာပါ ဟဲ့မနေ့ကပိတ်ရလေနေရဘာဖြစ်လို့ကြောင်းသွားမှာတော့ ဟာမပြောတော့ဘူးမနှက်ကြမှာပဲနေ့စဉ်ကဖုန်းဆက်လိုက်တော့မယ်ဒါပဲ ဟဲ့ အားလုံးပဲမင်္ဂလာပါဒီနေ့သားတို့သမီးတို့ကိုတကယ်ချင်းတစ်ပြောင်းနဲ့မိတ်ဆက်ပေးမယ်သူ့ရဲ့နာမည်ကတော့မေဟီတီလို့ခေါ်တယ်ဒီကသမီးရဲ့တကယ်ချင်းတစ်ကိုသမီးရဲ့နာမည်နဲ့မိတ်ဆက်ပေးနော် မနမရတော့မဟီဒီပါမဒီနေ့မှတင်လက်ဆက်တဲ့ဆိုရင်အားလုံးကလည်းလောတာရှိရှိပြီးကြပါအောင် ဝင်ကြည့်ပြပါBaby ဟုတ်မေးဒီပါနော် မဟီဒီပါ ကျွန်တော်မှတ်မိတယ် အော် ခန်းနေရ အော်ဟုတ် အာကျွန်တော်လည်းမနေရမှာ အော်ဟုတ်ကဲ့တွေ့ရမှန်းတော့ပါလေ ဟာတွေ့ရမှာတော့ တော့နေဘာသက်ရှိ ဘာကိစ္စရှိလို့လဲဆိုတော့ဟိုမေဒီခုနအတန်းထဲမှာပြောခဲ့တယ်လေတင်နန်းသူအစ်စ်ဆိုတော့လောတာရှိကူညီပေးပါလို့ပြောခဲ့မှတ်မိတယ်မလား မမီလေ ဟောကျွန်တော်အဲ့ဒါကိုပြောချင်တာပါဟိုတင်နန်းတစ်ခုလုံးမှာလိုအပ်တဲ့အကူအညီရှိတယ်ကျွန်တော်ကိုပဲပြောပါတခြားဘယ်သူမှမတောင်းပါနဲ့ ရှစ် ဒီလိုပါဟိုတခြားလူတွေကကျွန်တော်ကူညီတာလောက်ကိုမေဒီကိုကူညီနိုင်မှာမဟုတ်ဘူးလို့နောက်ဆုံးပြောရမယ်ဆိုရင်ကြာကော်ဖီဆိုင်သွားထိုင်လို့တယောက်တည်းဖြစ်နေတော့မှကျွန်တော်ပြောပါကူညီပေးချင်တယ် ဟုတ်ပါလေ ဟုတ်ကဲ့အခုအိမ်ပြန်ပါလား ဟုတ်တယ်ကျွန်တော်ပါ တနန်းအဘွားလေးလိုက်ပို့ပြီးလို့ရပါ အော်ဟုတ် ပါလိုက်မယ်နော်ဆောက်ပါစားပြတော့မရှိဘူး ဟဲ့နို့ဟိုနောက်ကောင်ကြောင့်မကြားသေးလဲ နာဘူးကောင်နောက်ကဘူးပြော နေရအောင်ပြောနေလေသူရှိရပါတော့ဟိုဗာလေတနေ့ဆရာမိတ်ဆက်ပေးတယ်တင်တန်းသူအစ်စ်နာမည်ဘာဆိုလားပဲ ဂျယ်လီဘီ ဟုတ်လား ဟာဘဲချလေးတွေရပါလေမဟီဒီပါ အော်အေး နေပါအဲ့ဒီမဟီဒီကဘာဖြစ်လို့လဲ မဟီတီကဘာမှမဖြစ်ဘူးဖြစ်နေတာကငါတို့ကောင်နေရဲ့အခုပဲတွေ့တယ်အခုပဲကြိုက်တယ်အခုပဲလိုက်တယ်ဟဲ့တို့စဉ်းစားကြည့်ပါဦးအဲ့ဒါကြီးကလေအရင်ရုပ်ပေါက်မနေဘူးမှာ နင်လည်းနေရကြအောင်သိရတာလေ तू ကအိမ်ကချုပ်ချယ်လုံးလို့အိမ်ပြင်ရောက်ပြီးဆိုတာနဲ့ तू ကလှုပ်ချင်တာကိုလှုပ်တော့တာသူ့ပြောမနေနဲ့ ဟုတ်လေဖြစ်ရတယ်ငါလည်းအိမ်ကချုပ်ချယ်တာပါပဲဟဲ့ဒါပေမဲ့ငါအပြင်မှာလို့နာဘူးလိုက်ထမနေပါဘူးလေ
ဝေးချေ ဘိုးပြက်လာတော့နီးနီးလေးကိုတော့ခေါ်ပါမယ် အဲ့လိုအော်ခေါ်ရမယ်အခြေအနေဖြစ်နေလို့အော်ခေါ်လိုက်တာဟိုခုနကနေပါပြောတာဟိုနေရန်လို့ဘာဖြစ်တယ်နာဘူးမကြပါဘူးဟလား အေးလေ အခုဟာကဟိုဘက်ကဘေးကိုညငင်းနေ အေးလေ ပါငေးပြီလေကိုမိန်းကလေးဆိုတယ်သတိထားအောင် အဲ့လေငါလည်းမင်းကလေးမလို့ယောက်ျားလေးကြိုက်တာပေါ့လောဆယ်တော့အရန် crash သွားပြီ စချေရောပဲနော် အားလုံးနဲ့အချိန်တို့အတွင်းမှာတော့ကိုယ်နဲ့မေးနေတယ်တော်တော်ခင်သွားကြပြီတော့ ဒါနဲ့နေရမေးတူဘာလို့ခင်ကြရလဲ ထူးစားတော့ ဘာလို့ကြလို့ ဒီကအကြောင်းရင်းကတော့မေသီးရဲ့နာမည်လေမေသီးဆိုတဲ့နာမည်ကအိမ်အောင်ကြပြီးသားသူလို့ပြီးရင်အဲ့လိုချစ်သူရည်စားရှိရဲ့သူတွေကိုပေးတတ်ကြတဲ့နာမည်လေအမေခုမေသီးကအစင်ကဖြစ်ပြီးတော့ဒီလိုနာမည်နဲ့နေနေရဆိုတော့အဲ့ဒါထူးဆန်းတာ မင်းကစင်ငယ်ဆိုတာဘယ်လိုတည်ရလဲ ဒါကလည်းပါလေခံမန်းလို့လည်းရနေရပဲပြီးတော့မေဒီကိုယ်တိုင်ကစင်ကယ်ဖြစ်တာကိုဘယ်လိုလုပ်သိတာလဲဆိုပြီးဝန်ခံနိုင်မှာတော့ပို့ပြီးတော့သိကြမှာတော့လူလေဟုတ်တယ်ကိုကလူလေမေဒီထင်တာတဲ့ကိုကအများကြီးပူလေ ဘယ်လိုလဲရလဲပြောပါဦး မေဒီစင်ငယ်ဖြစ်ပြီးဆိုတာတေချာသွားပြီဆိုတာနဲ့ပုံမှာမေဒီကိုပြောမယ်စကားရှိလာပြီလေ ဘာစကားလဲ ကိုမေဒီကိုချစ်တယ် ရှစ်ဝေးချေ ဘယ်ကျဲ နေရနဲ့နေပြီးလို့ချစ်သူဖြစ်သွားကြပြီ တကယ် တကယ်အားတကြောင်လုံးပွားထားတာနေတယောက်ဝဲမသိဘူး ဒီကောင်ဒီခါတော့တော်တော်တတ်တာပဲအေးတော့လည်းကောင်းတာပေါ့ဟဲ့လက်စင်တော့တတ်တာ ငါတော့မထင်ပါဘူးအညာချက်ပို့ပြီးတော့ငါတို့ရှိမှလေးတက်တက်လုံးချစ်ပြန်နေလို့ဟုတ်ပါဝေးကျဲတယောက်ဒီနေ့စိတ်နဲ့လူနဲ့မကပ်ဘူးလို့ထင်နေတာဒါကြောင့်ကိုဝေးကျဲဟမ်နေရဒီဆိုင်မှာကြိုပြီးလာဆောင်နေတာသူကဒီဆိုင်မှာမစမ်းမသိ တိတာပေါ့ဒီဆိုင်မှာနေတိုင်း coffee လာတော့တတာနောက်ပြီးတော့ဒီချိန်နဲ့အများနဲ့ပုံမှန်လာတယ်ငါဒီဆိုင်ရဲ့ဝေးတိုင်းအားလုံးစီကစုံစမ်းပြီးပြီမင်းမဖြစ်ပြီးရွာကြည့်ရတယ်အဲ့ဒါအေးလေဟိုဒီမှာတော့ပြောပြလို့ ဟုတ်တယ်ပြောတယ် ဟိုဒီတကောလောက်ခေါ်လို့ရမှာ ဟုတ်တယ်ရောက်ပါ ဟုတ်တာပဲဟုတ်ပြောင်းနေလို့လိုက်ရှာနေတာကိုကလက်ဆက်တော့ဒီထဲမှာထည့်ရတာဖြစ်ဟုတ်ဟိုချီးစီးတဲ့တော့ဟို ဒီလိုလေ ဟုတ်ကျမနာမည်ဝေးချေပါ ကဲတွေ့ရမှာလား ခက်တယ်ခေကြီးကပိုပြီးတိုးတက်လာလေလေလူတွေကပိုပြီးပြက်စီးလေးပဲအထူးသဖြင့်လူငယ်တွေပေါ့ အဲ့ဒီလူငယ်တွေထဲမှာလေမိန်းကလေးတွေကပိုပြီးပြက်စီးနေတာမမကြီးရဲ့ဟိုရှေ့ခေတ်တုန်းကပြောခဲ့တဲ့လူကြီးတွေရဲ့စကားပုံကလေဟိုရှေ့ခေတ်မှာပဲကြံခဲ့ပြီလို့ပဲပြောရတော့မှာပဲမမကြီး ဒီစမအောင်ညီပြောတာဘာစကားပုံလဲ မိမတို့အိမ်နေရွှွန့်ပိတ်လို့မရလေမမကြီး ဟာမိမတို့အိမ်တွေရွှေပေးလို့မရပါဒီထွေးရတယ်ဘာတွေပြောနေမှလဲမသိ ဟဲ့ဒီခေတ်ကရွှေပေးလို့ရတဲ့ခင်မဟုတ်တော့ဘူး
နမရွှွန့်ပိတ်ပေးစားမခံရရင်ပဲကံကောင်းလာပြီလို့မှတ်တော့ ဟောရှေးလူကြီးရထားခဲ့တဲ့စကားပုံတွေကိုလေရှေးဦးဆန်တဲ့လူကြီးတွေကပဲပြန်ပြီးဖြတ်စည်းနေပါလား မလေးတန်ဝတန်ဝေကရတဲ့လေးတန်နဲ့ အော်ဒါကတော့ပတ်ဝန်းကျင်ပေါ်မူတည်ရလေတီထွေးနဲ့တီရေးကြရမှာနေရအများပြီးတော့အရာရာတရားသဘောနဲ့ရှုမြင်တက်လာမစမ်းပါဘူး ဘာပဲဖြစ်ဖြစ်ပါလေအခုလိုခင်မကောင်းတဲ့အချိန်မှာတို့တူမလေးငွေကြရအိမ်ကြီးရှိရှိတိတ်ခါရှိရှိနဲ့နေပေးတာအောင်ပဲကျေးဇူးတင်လာပါပဲ အမလေးမမရဲ့ဒီအတော်နှစ်ယောက်ကဒီလောက်ဆုံးမမှာတော့ဒီကလေးကလိမ့်မပြီပေါ့လို့ ဒါပေါ့မူရင်းကမှမိတ်တူကောင်းမယ်ဆိုစကားလိုမျိုးပေါ့တီထွေးနဲ့တီအေးလိုမျိုးလေအရန်ကိုနန်းဆန်ပြီးအရန်ကိုစက်တည်းရှိရဲ့တော်ရရှိနေလို့လေဟိုတမရလေဒီလိုပုံစံမျိုးလေးဖြစ်နေတာပေါ့အော်တခါလေးခွင့်တောင်းလိုက်အောင်မယ်နော်တမီပြီးလို့ရှိရင်လေတကယ်ချင်းနေနဲ့မုတ်တူတူသွားစားမလို့အဲ့ဒါအခုဖုန်းဆက်ပြီးချိန်လာမယ်နော်ခွင့်ပြုပါဦးရှင် ကောင်းပါပြီ ကိုတူပြီပါလေဒီဝင်းနေစကားလေးပြောချင်တယ်ငွေကျဲလို့တွေ့နေကြကော်ဖီဆိုင်ရခဲ့ပါလားဟာတဲ့မမဒါ နောက်ကြအောင်အမ်ရိတာ ရှာပါလေအားမပြောဘူးဆို ဟိုဘာပဲဖြစ်ဖြစ်ငွေကျဲကိုခုလိုချိန်လေးပြရတဲ့ကျေးဇူးတင်ပါတယ် ရှာပါလေဒီကူကူမောင်လေ ဒီဝါတော့ဒီ လူကြီးတို့ပြောရရှိ ဟိုပြောစရာရှိနေဆိုတာတဲ့တွေ့ချင်တယ်ဆိုရင်ပုံမှန်လေး ခုလည်းတွေ့နေရပြီမလား အားကြောင့်တွေ့ချင်တာလဲဆိုတော့မမေးတော့ဘူး ဟောရေးသိချင်တယ်မေးပြီကျွန်တော်ဘာလို့တွေ့နေလဲ စတိတ်နေတယ် ကိုကြောင့် အော်မဟုတ်ပါဘူးစတိတ်နေလို့ကိုသူနေနဲ့တွေ့ချင်တယ် ကိုပြန်စဉ်းစားကြည့်ရင်လေငွေချက်ဘဝစိတ်ညစ်စရာနဲ့ပဲဖြစ်နေရပါကိုသူရဲ့ငွေချက်ဘဝကလေစင်ဒရဲလာပုံမြင်တဲ့ကမင်းသမီးရဲ့အတိုင်းပါပဲ ဟိုချက်မီရွေးနေနေရတော့လား ဟုတ်တယ်နှစ်ယောက်ပါ ဟမ်မီရွေးနှစ်ယောက်လုံးရှိရလား အော်မဟုတ်ပါဘူးအတော်နှစ်ယောက်နဲ့အတူတူနေနေရတာလို့ပြောတာအဲ့အတော်နှစ်ယောက်ကလေငွေချက်ကိုဆိုအရန်လိုက်ဆက်တာပဲငွေချက်လေးစိတ်ညစ်လာတဲ့ခါကိုသူရဲ့တွေ့ချင်တဲ့စိတ်တရားလေးအလိုလိုဖြစ်ပေါ်လာတာသိလားငွေချက်လေးကိုသူရိနဲ့ဆိုရင်ကိုအမြဲယုံကြည်မှုရှိတယ် ဟိုချက်စကားရတမျိုးကြီးပါမယ် အော်အလိုလိုဆိုလိုတယ်မဟုတ်ပါဘူးငွေချက်ပြောတာလေ sorry ပါ ကြောက်အားလိုက်ပါ အေးနေဘာပြောမလို့လဲ ငါတော့ဘာမှမပြောရသေးဘူး
နေကငါပြောစရာရှိရဲဆိုတော့ကြိုသိနေအောင်အဲ့ဘယ်လိုဖြစ်ရလဲပြောစမ်းပါ နင်ဘာကငါ့ကိုစာပြီးဖုန်းဆက်လို့နင်ဘာပြောစရာရှိလဲလို့ငါမေးတာလေငါဘာကိစ္စကြိုသိရမှာလဲယူရဲ့ မဟုတ်ဘူးနေအဲ့လိုကြောင်ကနန်းနေဖြစ်နေသေးဟိုဟာဒါသွေးဥသားရုပ်တော့မဖြစ်နိုင်ဘူးဒါမသိငါစရာတစ်ခုခုပဲ နေရနေလေစုံတော့ကားတွေကြည့်ပါများပြီးတော့နေယူသွားပြီလားဟင်စိတ်လေးပါလေးလဲခိုင်ထားအောင်သိလား ဟဲ့ငါစိတ်ခံထားစရာအကြောင်းမရှိဘူးနင်သာစိတ်ခံထားပြီးတော့ဖြေနင်ဒီအပိုင်းပါချင်းရှုပ်နေ ချေရှုပ်စရာအကြောင်းမရှိပါဘူးငါ6တောက်ကဘယ်ဘက်တစ်ချောင်းညာဘက်တစ်ချောင်းတက်စီပဲဘာမှချေရှုပ်စရာအကြောင်းမရှိ နေငါ့ကိုစကားကိုလာပြီးဝဲလဲကြောင်းမဲ့မလုံနဲ့ငါရှောက်သေးမဟုတ်ဘူးနော်နေကိုမနေ့ကဘဲတော့ဝင်နဲ့ကော်ဖီဆိုင်ဆိုင်မှာတွေ့ခဲ့တယ်ဆိုတော့ငါတရင်ကအတိအကျရထားပြီးသွားတယ်နေငါ့ကိုမလေးနဲ့ အမလေးဘာကိစ္စလဲရမှာလဲနင့်ကိုလဲရအောင်နင်ကငါအဖေမမဟုတ်တာနင်ကြားရဲ့တဲ့တင်ကအမှန်ပဲ ဟဲ့နေပေါ့ဘာလဲနေငါ့ကိုလိုက်ပြန်ပြီးတော့ငါရီးစားရတော့နေကရီးစားလိုက်ထားတယ်ဆိုတဲ့သဘောလားငါကယောက်ျားလေးနေငါမိန်းကလေးငါနဲ့နေမတူဘူးနော် အမလေးနင့်ကိုငါဘာကိစ္စလိုက်ပြန်ရမှာလဲဟဲ့တမရှင်ပတ်တဲ့ချစ်ချင်းမြတ်တာဆိုတာလေသူ့လိုဖြစ်ပေါ်လာတာဟဲ့ဒါပဲ ဟဲ့ငွေကျကောင်းပါဒီလိုအားလုံးငါပြစ်စက်ဒါတော့ငါရဲ့ချစ်စောဘေဘီတဲ့ချစ်သူကတော့ငွေကျသူကကြောစရာထောင်းသူကတော့ရဲဆိုပဲကျန်တဲ့နှစ်ယောက်တော့ကြံသေးတယ်သူတို့ဒီနေ့မအားလို့မလာပြတာလေကောင်းနေကြမှာပဲချုပ်မိဆက်ပြီနော် နေရတကယ်ချင်းနေစော်လဲမဟေ့တဲ့တကယ်ချင်းနေပေါ့နော် ဒါပေါ့ဟိုတန်းတန်းမှာလေတန်းတန်းတူတာတက်နေတာနေရနဲ့ပတ်သက်တော့မှာပဲသိရတယ် ဟုတ်တယ်မင်းဒီကမျက်နှာစားတင်လို့လားတော့မသိဘူးအကုန်လုံးမနာကြည့်ရထင်နေကြလေအဲ့တော့တကယ်ချင်းပေါင်းတွေကတိတ်မရှိဘူး အော်အချစ်ရဲ့အဲ့ဒါကိုစိတ်မကောင်းဖြစ်မနေပါနဲ့ချစ်ရဲ့ဟာရတော့ကိုယ်တကယ်အဲ့တော့အချစ်တကယ်ချင်းဘောချစ်တကယ်ချင်းနဲ့ဘောထားနော် အော်တန်းနဲ့လူစုံလုံးနေရဲ့အကြောင်းတစ်ခုလောက်မေးချင်လို့ရလားမသိဘူး ဟာမေးပါပြင်ပေးပါပေါ့ဒါမှတခုရှိတယ်အဲ့ကောင်နဲ့ပတ်သက်လို့ကလေပြောစရာကောင်းကွက်ဆိုတော့တကွက်မှတော့မရှိဘူးနော် ဟိုတေးစီမထုံးနေနေဘာဖြစ်နေတာဘယ်နဲ့ဟိုချစ်ဟိုအချစ်သိချင်ကိုမေးလေချစ်ရဲ့သူတို့မမေးနဲ့ကိုဖြစ်မယ်ပြော အခြားထွေတို့ဘာမှမဟုတ်ဘူးကိုနိုင်အောင်ထုတ်ဖို့လည်းခေါ်လိုက်တယ်ဖာသားကြီးကချက်လို့အင်းကဘာဖြစ်လို့လဲဘူးတခါမှခေါ်လို့ရရင်မရှိဘူးအဲ့ဒါကိုသိချင်တာဒီက အဲ့ဒါဟုတ်တယ်ကိုယ်တည်းချင်းမို့လို့သူ့ဘက်ကဖက်လိုက်ပြောအောင်သူ့ရလုံးဝထုတ်လို့မရဘူးဟုတ်တယ်သူပါလိုက်ရသူ့ရမ်းချုပ်တယ် ကဲချစ်ကြားပြီကိုယ်ငယ်ချင်းနေပြောတာအမှန်တရားပဲချစ်ကိုကထွက်ချင်တာဗောချစ်တကယ်အင်းကထွက်လို့မရလို့ပါထွက်လို့ရလို့ပါတော့ဒီအချစ်ခေါ်တဲ့နောက်ကိုကဘာဆုံးထိလိုက်ပြီးသွားပဲ အော်ဒါနဲ့ဟိုတကယ်ချင်းနေစုံသွားတဲ့တင်းတင်းတော့လေအကုန်လုံးစုပြီးတော့နိုင်အောင်ထွက်ရင်မကောင်းလား ချစ်ကအလောက်ဒီစန္ဒာပြင်းပြနေတော့လေကျိုးစားကြည့်နော်အေးချစ်ကိုစားတော့不嘛变，不能这样。但是我可能要点出来，很有钱，那你再可能啊，下一个，那是那边是另外呢，OK，行，来算。变了，你怎么变了？乱冲了。这边没表达的，这边要家里边皮皮，每个里边皮皮，全国雷啥没，但没他们说，大家吃到皮皮洗的哎不，但感觉你可能白妈妈多了，但没变。妈呢你个，这些这够了妈呢。
ဘာလဲမင်းစေးထိုးစေးတောင်များမှားလာလား no ဒါကတော့ဖေဖေသားကိုအထင်လွဲသွားပြီနော်စေးထိုးစေးတော့မအောင်ဖေဖေသားကလူပမာမမဟုတ်တာ ဟုတ်ကွာမှားတာတော့သေးကြတယ်မင်းအခုလိုပေါက်ပန်းလေးစိတ်ရှောက်ပြောနေအောင်မှားနေတာနင်းကွာဟဲ့မဟုတ်မှလွယ်ရောမင်းရီးစားရွယ်မြင်ရနေပြီဟမ် ဟာဒီမေးကတော့စကေးရန်ကြမ်းသွားပြီဒါပါချင်းဆိုလေရှိုးတော့မထားရပါဘူးဗျဟုတ်တယ်ဖေထင်ထားတဲ့အတိုင်းပဲရီးစားတော့ရပြီဗျဒါပေမဲ့ရီးစားဖြစ်တော့တိတ်မချဘူး ဟေးပါမင်းတို့လူငယ်တွေတဘာဝပဲချိတ်သူစရာထားတယ်ဆိုတာဒီဘာမှမပြောလို့ပါဘူးဒါပေမဲ့တစ်ဖက်ကမိန်းကလေးနော်အဲ့ဒီမိန်းကလေးထိခိုက်နစ်နာတဲ့အလုပ်မျိုးမင်းမလုပ်ပြီးတော့မင်းစောင့်ထင်းရလိမ့် ဟာဖေအဲ့ဒါတော့စိတ်ပူနေနဲ့ဒါဖေရဲ့သားနော်ဖေဂုံသိက္ခာကြောက်ဘယ်တော့မှမလုပ် ဟုတ်ဘူးငါအတွက်ပြောတာမဟုတ်ဘူးအဲ့မိန်းကလေးအတွက်ပြောနေတာကဲဒါပါဟုတ်ဘေးဟိုတောင်ကြီးကိုသွားเสียရှိတယ်တင်းနေလောက်တော့ကြာ ဖေတောင်ကြီးသွားမို့လားဟာသားလည်းတောင်ကြီးသွားချင်တယ် ဟေးလိုက်ကိုဥသားရဲ့ ဟာဖေရတယ်အဲ့လိုလိုက်လို့တော့မရဘူးလေဖေဘာဖြစ်လို့သားကိုတက်နေတဲ့အကြောင်းကစနေတနင်္ဂနွေပဲတက်လေဆိုတော့ပြက်လို့မရဘူးဖေပြီးတော့စောင်းပွဲလည်းနေနေဖေဘယ်တော့သွားမှာ တော့ကြာနေလေ တောက်ကြလာမယ့်21ရက်နေ့လား ဟုတ်တယ်ဒီသားရဲ့ ဟာဖေကသားမွေးနေလေဖေ ဟုတ်တယ်သားရဲ့ဖေလည်းအဲ့ဒါပဲစိတ်မကောင်းဖြစ်နေတာသားမွေးနေမှာသားနာမှာဖေမရှိရလို့ပေါ့ ဟာ ဒါပေမဲ့သိမကြပါဘူးသားရဲ့တောင်ကြီးကအလုပ်ပြီးချင်းဖေပြန်လာမယ်ပြန်လာပြီးတော့မှသားအတွက်သားလိုချင်တဲ့မွေးလေးဆောင်ဖေဝယ်ပြီးမယ်သားပေါ်စိတ်မကောင်းဖြစ်မယ်နော် ရအဲ့ဒါဆိုတော့ရနော်ဟောအဲ့ပါဖေရတယ်လောကိစ္စနဲ့သွားမှာဆိုတော့စိတ်ဖြုံးရောက်နေတာသွားပါဒါပြလည်းနောက်ဆန်တင်းနေတယ်နော်အဲ့ဒါဖေသားထားလိုက်အောင်အေးတကယ်ချင်းတို့ကြီးဘိုးတော်ကြီးကတော့ဒီနေ့တောင်ကြီးကိုမနက်ကထွက်သွားပြီဆိုတော့ညနေလောက်ကျရင်တော့ငါဟိုမှာငါမွေးနေဆိုတော့ဟိုးပါတီလေးကိုလုပ်လိုက်မယ်ကွာကောင်းတာဗော ကောင်းလိုက်တော့ကွာအဲ့စီကောင်းလို့ပဲကဲပြီနော်ငါလည်းအဲ့ဒီညနေအောင် ရဟိုတယောက်ကိုလည်းဖုန်းဆက်ပြီးခေါ်နော် ဟုတ်ကဲ့စိတ် တော့ တော့ တကယ်ချင်းကြိုက်တဲ့လူခေါ်ကွာ โอเคဘာသာတော့ခေါ်လိုက်မယ်ကိုကြောက်ရဲဆိုတော့အဲ့ကိုချပလိုက်မယ်ဟုတ်ကဲ့ပါဟုတ်မှာ အေးတိုင်သားကူကမှလဲ ဟယ်လိုဖေဟာဖေတောင်ကြီးရောက်သွားပြီဒါမြင်လိုက်တာဖေဟာ မရောက်သေးပါဘူးသားရဲ့ဖေမနေ့ flight နဲ့မလိုက်ဖြစ်ဘူးလေအဲ့ညနေ flight နဲ့မလိုက်မလို့ ရဟေးဟုတ်အခုမှအိမ်မှာပဲရှိတယ်ဘာဖြစ်လို့လဲဖေ သားဟိုတောင်းနှုတ်ဆက်ပြီးမှသွားကြတာဟိုအဲ့မလို့တောင်းစောင့်နေတာ အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟောတာဘယ်သွားနေတာလဲဆိုတော့ဒီနေ့မွေးနေ့ဆိုတော့လေဟိုဖျားသွားရင်ကောင်းမလားတော့အဲ့ဒါစဉ်းစားနေတာတာဖျားသွားမလို့ ဩသားကဖေးရမှာလားအေးကောင်းတယ်တော့သားလှုပ်เสียရှိရတယ်လှုပ်လေပြီးလို့ရှိရင်အိမ်ပြန်လာခဲ့သီလားသားကိုပေးစောင့်မယ် ဟုတ်ကဲ့ဖေစိတ်ချတော့အဲ့ဒါဖျားပြန်လာနဲ့ဒါအိမ်ကိုတန်းပြန်လာပြီနော်ဖေနော်ဟုတ်ကဲ့ဖေဒါပဲနော်ဖေဟုတ်ကဲ့ဖေကျေးဇူးတင်ပါတယ်ကိုကြောက်ဝင်ဟုတ်လို့ဟဲ့အဲ့ဒီဟာ flight ကမနက်ပိုင်းမသွားပြစ်ဘူးညနေကိုရွှေ့လိုက်တယ်ဟာအဲ့တော့ဒီလိုကအချိန်တော့ရွှေ့ရတော့နော်ညအဲ့ကောင်းလာပြီတော့ဟုတ်ပါလိမ့်စားအဲ့လည်းကောင်းတယ် အားလေးဒါရှင်းလားအကျင်းနေ ရမင်းချိန်လိုက်ချိန်နေပြန်ရွှေ့ကိုဆိုတော့ကြအေးရောက်လာတယ်ဟုတ်တယ်စောင့်ပြန်ပို့လိုက်လေညာရှင်းနိုင်တော့ဘယ်လိုလုပ်လိုက်မလို့တကယ်ရှင်းနိုင်တော့โอเค ဟ
ဘုရားလေ ခုနကဒီစိတ်နေနဲ့စကားပြောလိုက်ရင်အာရုံတက်တော့မှဆက်ပါပြီကျော်ရပါ ဘာလို့ဘာလို့ဒီလိုနေလဲအခုလိုကျတော့တကယ်သူ့လိုစင်ကြမှာပဲဒီလိုတော့တနေ့ပတ်လုံးမှာကိုနေချင်တယ်လို့ဒီလိုရတယ်အစစ်ဒီလိုမျိုးတနေ့တစ်ခါမှကြောက်ရတဲ့ကိုယ့်ရဲ့ဝင်းနေမှာကိုယ်ကောင်းလို့ကြည့်ကြည့်နေလို့နေချိန်ပေါ်နေတယ်မဟုတ်လားတားလို့မြန်မာလူမျိုးတွေလေးစင်ပဲတော့ဘာလို့ဘာတားလို့ဘာလဲတားလို့အဲ့ဒါဒီဒီစင်နော်ဒါဒီနေ့ဘယ်မှာတော့လဲဒီသွားမဲ့လမ်းကိုဘာဖြစ်လဲ မလာမဘယ်တော့မလာမလဲဖေသွားမဲ့ခရီးကိုစင်းဖြောင်းနဲ့သွားပါလို့အဲ့လိုပြောချင်တာပါ အဲ့လိုလှုပ်ရှားမကွာမင်းကလည်းလူတော့သွားတာပဲ ဒီနေ့တနေ့ကောင်ဒါဒီစိတ်ဖျားရှိပွင့်နေပဲကုန်စည်တင်ပါမယ်အဲ့ဆိုဒီစိတ်စနော်ဟုတ်ပါမယ်ဘာလဲတာဒါဒီငွေချေဒါဘလို့ဖြစ်နေရ ဟုတ်ပါရဲ့တစ်သက်နဲ့တပုံဝေဘူးတာတွေဝေပြီးတော့ဘယ်အောင်သွားဘာလို့အောင်လဲ လူငယ်တယောက်ရဲ့ဘာသာတရားကိုင်းဆိုင်ခြင်းနဲ့စိတ်ဘာဖြစ်လို့ဒီလိုမျိုးတွေပြောနေရတာလဲအော်ခက်တယ် လူနဲ့စကားနဲ့လက်အောင်ပြောစမ်းပါလေဒီကိုအဲ့လိုဝင်လှတယ်ဘယ်သူမှမြောက်ပေးတယ်ပြောစမ်းပါ ဘာမှမမြောက်ပေးပါဘူးအရေးပြားပေါ်ကအပေါ်ရလာဖို့အတွက်ပဲဝစ်စင်တာမဟုတ်ဘူးဘဝကူးလာဖို့အတွက်ကိုရီးယားပြင်ဆင်တာ အမလေးတော့ဝစ်ထားတဲ့အဝတ်စားကိုအားနာလို့ဘာမှမပြောတော့ပါဘူးဒီစမ်းမအောင်ညီကဘယ်သူတွေနဲ့ဖယ်သွားမှာ အော်အတမစဲမဟာပဋ္ဌာန်းပွဲမှာပဋ္ဌာန်းသွားယူမလို့ဘယ်သူနဲ့လဲဆိုတော့ဝေကျဲ အော်အင်းကြီးတော့ပါတာဟုတ်သူကမနှမ်းခွဲရတမီးတို့ရက်ကွက်ထမတော့ပါလား ဟုတ်ကဲ့ပါလေ ဘယ်ရှင်နေလာမှာ ဟိုအတမစဲပဋ္ဌာန်းပွဲဆိုတော့တညလုံးယူနေရမှာလေမိုးလင်းတာပဲပြန်ရောက်လာမှာသွားနိုင်မယ်နော် အေး ခုကြည့်ပါအောင်နော်အန်ဒီ
အိမ်ပြန်မရဟာအိမ်ပြန်တော့မရဘူးလေချစ်ရဲ့ချစ်ခုမှရောက်တဲ့ကိစ္စကိုချစ်ပြန်လို့မရဘူးလေချစ်ချစ်ခဏခောက်ထားတဲ့ချစ်ဟာဒီကိုမင်းနေလေချစ်ကိုနဲ့နေရမှာလေချစ်အဲ့လေချစ်လုံးဝါချစ်ဝါဟာပြန်တော့မဖြစ်ဘူးနော်โอเคဒီဟိုချစ်ကိုလိုက်ဖို့ပြင်မယ်နော်အဲ့ဒါကိုလည်းရတယ်သူတော့ခိုင်းတယ်ဘိုက်ကိုလည်းချက်ချက်ပြန်လိုက်မယ်အားရတယ်စီရတယ်ချက်ချက်ပြန်လိုက်မယ်သိကြပါဘူးငါတကယ်ချင်းနေပြန်လာမယ်ကိုဝင်နေပြန်လာအေးပြီးအဲ့ဆိုကိုစိတ်ချမယ်နော်ကျွန်တော်စိတ်ချမယ်နော်ချစ်အိမ်ကချိုးဆက်မယ်နော်စိတ်ပေါ်မလို့နော်ဟုတ်ကဲ့โอเคပြောရအဲ့ဆိုရနော်ဒီပြန်အောင်တော့ချစ်အိုင်ထားတယ်ငုံလုံးနေနဲ့နေငါကလည်းဘလို့ရောက်နေရလဲငွေကျဲဟမ်ဟဲ့ချာဒီငါကလည်းဘလို့ရောက်你一脚不要压到路，你呀，ဒီမှာလေးဟာဟဲ့ငါတို့နေငါမူးနေတာကိုအခွင့်ကောင်းတော့မယူပါဘူးနော်ဟမ်အမလေးဖြစ်မှပြရလို့ငါပြောဖို့လည်းချက်ထားပါဦးနော်ဟဲ့မျိုးရလာလေငွေကျဲမဖြစ်နိုင်တာညာငါတို့မူးရလစ်နေရဒီမျိုးတို့ဘလို့တို့အဲ့ကိစ္စကြီးဖြစ်နိုင်ပါလေအဲ့ဒါဗမာကားတွေမှမရှိရဲ့ဒီစမောအဲ့လိုရှင်နေရဘာလို့ဒီကနေ့ပေါ်မှာအိတ်နေလဲနေမူးနေရလားငါမူးနေရလားဟမ်ဒါငါအိမ်လေဒါငါအခန်းလေငါအခန်းထဲမှာအိတ်ဝင်နေငါဘယ်အခန်းသွားအိတ်ရမှာလဲတရားငါအခန်းထဲမှာလာအိတ်နေတာလေဟာတော်ပဲအဲ့ဆိုလို့ရှိရင်အင်ဂျင်မှာတော့သူတို့နဲ့တူတူခေါ်ရလို့ရတယ်ငါ့ဘာလို့တရားနဲ့ထားခဲ့ရလဲမသိဘူးသိဘူးလေသူတို့လေရှေ့ကန်းထဲမှာလစ်ပြီးရောနှောင်းနေပြီလားမသိတော့ဟာဘူးအောင်လို့ဆောင်လေးကောင်လည်းချုံတော့အမေလားဒီကလေးက你要那么早点倒下的呀，够一个。
ပြောလဲလိုက်တော့ဟေးဟဲ့နော်ဘာလို့ရမလဲဘာလျှောက်ပြောတာကြောင်ကရနဲ့ငါခရီးသွားနေတာလေအခုမီတင်ရှိလို့ဆိုအရေးကြီးပြန်လာတာမင်းပြောတော့ပတိစိတ်နေမှာဆိုအခုအင်းကြီးကျွန်းနဲ့ဘယ်လိုဖြစ်နေဟာသူကရော对呀。လူငယ်တွေဆိုတာတစ်ခါတည်းအဲ့လိုပဲမှားတတ်ကြပါလေအဲ့တော့သူတို့အဲ့လိုမှားရပါမလားဆိုပြီးတော့သူတို့ကျူးလွန်နေတဲ့အပြစ်ကိုထိုင်ပြီးအပြစ်တင်နေမဲ့အစားကျွန်တော်တို့လူကြီးတွေကဖြစ်ထိုက်တာကိုဖန်တီးပြလိုက်ကြတယ်မကောင်းဘူးလားဒါပေါ့ရှင်တခြားလူတွေမှမဟုတ်တာမောင်နေရနဲ့ပဲတဘောမတူရမရှိပါ တားလေသူမှချစ်သူရှိတယ်လို့ပြောတယ်ဒါပေမဲ့သူချစ်သူကငွေကြေးဘာလို့မပြောဘူးဗျဒီကောင်တော်တော်စိုးတယ်ကောင်ကြီးလား ကျမတို့ဘက်ကလည်းသမီးရဲ့မိဘတွေအကြောင်းကြားထားပြီးပါသူတို့ကလည်းသူတို့ဒီကိုလာဖို့အခက်အခဲရှိတာပေါ့နားလည်လို့ ဟောဒါပေါ့ဟိုဒီကိုချက်ချင်းလာဘူးဆိုတော့ဘယ်တွေ့ပါမလဲဒါကိုကျွန်တော်နားလည်ပြီပါ အဲ့ဆိုလို့ရှိရင်မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်လိုက်ကြအောင်တောင်းတို့သမီးတို့သဘောအောင် ဒီကျွန်တော်တို့နှစ်ယောက်လေးခဏလေးစကားပြောချင်တော့ခွင့်ပြုပေးပါဦးနော်တီတို့ ဗီဒီယိုစီစဉ်တဲ့ကိစ္စကိုတို့ဘက်ကဘာမှညင်းစရာအကြောင်းမရှိပါဘူး လူကြီးတွေစီစဉ်တဲ့အတိုင်းပဲသူတို့လက်ခံလိုက်တာပဲ တခုပါပဲဖေဟိုအဲ့ဒါလေဟိုမင်္ဂလာဆောင်ဟိုသားတို့အနေနဲ့ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားမလုပ်ဘဲနဲ့ဟိုတရားရုံးမှာပဲလက်ထပ်ချင်ပါတယ်ခင်ဗျာဟိုအဲ့ဒါလည်းလေဟိုကုန်ကြမဲ့ငွေတွေအကုန်လုံးကိုအကျိုးရှိမဲ့တနေရာမှာသားတို့ကလှူခြင်းတော့ပါခင်ဗျာ ဟုတ်ပါတယ်သမီးလည်းလေမိတ်ကပ်ကြီးတွေပြင်ပြီးတော့လူတကာကိုလိုက်ပြုံးပြနေရတာမျိုးကြီးမလုပ်ချင်လို့အဲ့ဒါလေးတော့နားလည်ပေးပါနော် ဘာလို့လဲငါတို့တကယ်တယောက်ကလေအခြေအနေများဘောကိုရောက်ရောအော်တိုမက်တစ်အင်တော်လေဘောကဖြစ်ကုန်ကြပြီပဲဟဲ့ဟဲ့ပြောနေဟာဟုတ်တယ်မနေ့ကပဲမင်းတို့လက်မှတ်ထိုးလိုက်တယ်လေအေးလေငါတို့တိတက်တွေနေရနေလက်မှတ်ထိုးပေးလိုက်တော့ အဲ့ဒီစာချုပ်ကလည်းလက်မှတ်ထိုးလိုက်တယ်ငါတို့မြေကအခြေအနေများဖြစ်သွားကြပြီလို့နင်တို့တတ်တတ်တယ်ပေါ့ အေးလေ ဟာအဲ့လိုခက်တာကိုငါဘာစကားကြီးလဲဘယ်လိုပြောလိုက်တာ ဟုတ်တယ်လေ
ငါဦးမြောက်ကလက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်တာကလွှဲရင်အရင်တို့တခြားဘယ်ရာမှပူလာမှာမဟုတ်ဘူးတိုင်ရချင်းနေလို့ပဲ ဟာဟဲ့ဘာဖြစ်လို့မင်းတို့အဲ့လိုနေရလဲ ဟာမင်းတို့လည်းမသိရလည်းမဟုတ်ဘူးကွာငါတို့လူလွတ်ဘဝတုန်းကအိမ်ကနေဘလော့ဒီချုပ်ချယ်ကြလေဆိုတာမင်းတို့အားလုံးသိဆုံးပဲအေးအခုလင်မယားကြီးဖြစ်သွားပြီဆိုလွတ်လပ်ရေးကိုတိုက်ယူစရာမလိုတော့ဘူးအော်တိုလွတ်လပ်ရေးရသွားတာသဘောပေါက်လား အဲ့ဒါကြောင့်မို့လို့ငါတို့လည်းလူကြီးတွေပြောတဲ့စကားကိုလွယ်လွယ်ကူကူနဲ့လက်ခံပေးတာပေါ့အခုကြည့်ပါဦးငါတို့ချုပ်မဲ့လည်းမရှိဘူးဖွားမဲ့လည်းမရှိဘူးဘယ်တော့တောင်ကောင်းလဲ ဘင်းတို့ဟာလေကောင်းမလို့မကောင်းမလို့နဲ့ဘလို့ကြီးမှလည်းမသိတော့ဟာ ဘလို့ကြီးမှမသိနေဒီတိုင်းပဲထားလိုက်ပါတော့အင်းကြီးဟာသူတို့နှစ်ယောက်ကကောင်းမယ်ထင်လို့လုံးခဲကြပြီးသွားပြီပဲကောင်းစီဖြစ်စီစိုးစီဖြစ်စီသူတို့နှစ်ယောက်ပဲခံရမှာဟာလား ပြောင်းပြီဟဲ့မင်းတို့ကအရေးကြီးတယ်ခုတော့ပြောစရာရှိတယ်ဟဲ့နော်ဘောင်းညောင်မင်္ဂလာဆောင်တဲ့ကိစ္စကိုအပြုံသတင်းမပေါက်ကြဘူးလေဒီကငါ့ရဲ့မဟေးသေးလေးဒီတင် short အဲ့ဒါ short ရှိတယ် နင်းရဲ့ဇနီးမယားအသစ်ဆက်ဆက်လေးရှေ့မှာရှိရဆိုတာတတိထားပါဦး တတိထားပြမှာမလို့လားသူတို့ကလင်မယားမဟုတ်တာဟောဟုတ်လားသူတို့တောင်သဘောပေါက်သွားတယ်ဒီမှာနေရင်ငါ့ကိုစိတ်ချနော်နေရဲ့မဟီတီနဲ့ပတ်သက်ပြီးငါစိတ်ထဲမှာလည်းဘာမှမရှိဘူးနေလန်းနေလို့ချင်တာလုပ်လို့ရတယ်ငါလည်းငါလုပ်ချင်တာလုပ်မယ်โอเค ကဲမင်းတို့အားလုံးငွေကြေတွဲစကားကိုကြားရနော် ကြား ကြားဝင်တောင်းပါ morning ချီးလေးဘယ်လိုလဲဒါနေသေးလား အမလေးနည်းနည်းတော့ခါရတော့အဲ့တီးလို့နော်ရှေ့မှာလက်ကောက်တင်းပဲပြောတာဒီမှာကျဲဦးကြော်နေတာ ဟာမတကယ်ဒီလေးရလေအလိုက်တိလိုက်တာကဲညပြေးလိုက်တယ် ဒီမှာလည်းကဲရောစား ကောင်းလိုက်တာဟာနင်ဒါမျိုးတွေလည်းရတာပဲ ရတာပေါ့ငါရှင်းလေး ဟဲ့နောက်နေမကတိုင်းဒီလို breakfast လေးလုပ်ချွေးပါ Yes, I just. Yeah, Ninga, hello. A pure chocolate, I don't miss. I did not remember any of the video. သိလိုက်ပါလားနင်စားကောင်းတယ်ကောင်းတယ် Eh, I don't want to do it. No? Didn't I down you one? Not a guy, I down on you book them. ဟောအဲ့လိုများ Hello, Belly. Didn't I need it? No? Hey, one on it. Hey, who is I? Is I only on the Google of this. Hello. Do you have any other? Oh. အဲ့ဟောလေအိမ်တော်ရှင်ငယ်ချင်းတွေဖြစ်လာကြပြီဆိုတော့လေအိမ်နောက်တောင်ဝင်နေညဝင်ပြီးတော့ထမ်းရတယ်ပေါ့ဘယ်တက်နေလဲ ဟုတ်တယ်နော်ဒီချောစဉ်းစားကြည့်မယ်ဆိုတော့ဘရော့တန်ဘာလို့ဆိုတော့အဲ့လိုစူပမီနဲ့မရှိတော့ပါကျောင်းမလို့ရှိတော့လာပွားမယ်လည်းမရှိတော့ အဲ့ဒါလည်းမှန်တယ်ဟာငါတို့เนี่ยယူထားကြရဲဆိုတာငါတို့တငယ်ချင်းတွေကတွေ့လို့တခြားဘယ်သူမှသိရမှာမဟုတ်တာအဲ့တော့အရှုံးမရှိပါဘူးဘာလို့ပြောချိန်နဲ့တယ်ဟာလည်းနေချင်း စားကြည့်တဲ့ကမှာနားလည်းရောစားပွားရင်
啥菜呢？啥也没别动嘞。高了，对。不要高了。ဒီရောက်နဲ့တယောက်ခင်မင်းရင်းနှီးသွားကြပြီနော်ခင်မင်းနဲ့အဆင့်ထက်လဲကြော်ချင်းနဲ့ကြုံနေမှာအဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီလူတွေယောက်ျားမှာအစိုးဆုံးဆုံးအထိရိုးသားတဲ့လေကိုကိုယ်တွေထင်တယ် ကျွန်တော်နေပြောရင်တော့ကောက်ချစ်တယ်ဆိုရင်ဆိုတော့ဟိုကပို့ပြီးတော့တောင်းရှိဖို့ ဟိုဝေချယ်ပြောတဲ့ရိုးသားမှုဆိုတာလေတယောက်ပေါ်တယောက်ဖုံးကွယ်ထားခြင်းရှိပြီးတော့ဟိုလျှို့ဝှက်ချက်တွေလုံးဝမရှိတဲ့အဲ့လောက်ထိရိုးသားမှုပြောတာ ကျွန်တော်တော့အဲ့လိုတည်းပြရလူတယောက်မှာအနည်းဆုံးတော့လျှို့ဝှက်ချက်တစ်ခုစီရှိကြတော့ပြောရတော့ပြောရတော့ဗျာလျှို့ဝှက်ချက်ဆိုတာကျွန်တော်မချမ်းချင်တဲ့ပုံလေးလက် 哦，你也弄完了？哦，没怎么样呢，那都没了。啊，good rain，good rain，他那个，我这个 best friend 嘛，喏，他这个嘛，你没听的。对，我老了。对啊，我老了。 是啥料理？我们是的，好那不对。လုံးဝမဖြစ်နိုင်ဟာနေရတာမဖြစ်နိုင်ဘူးပြောတာဟိုကောင်ကောင်ငါတို့ညအသေးချပြောလိုက်တာနေပါဦးညဘာဖြစ်လို့ဒီကိစ္စကိုခံရင်းနေရဟုတ်တယ်လေဒီကိစ္စကဖြစ်မဖြစ်နိုင်တဲ့ဟာယူဟာနေတို့ညကလည်းရှုပ်ရှုပ်ကိုခန့်နေကြပဲရှင်းရှင်းလင်းလင်းပြောကြသမှာဟဲ့ကဲပါအဲ့ဆိုလို့ရှိရင်လည်းရှင်းရှင်းလင်းလင်းပြောမယ်အခုနေတို့ပြောဖို့အရာဆိုလို့ရှိရင်နေရကငါ့ကိုတဝင်းတုံနေတာပေါ့ဟုတ်လားဟုတ်တယ်ဟာနေရငါနဲ့တယောက်ကြားဆက်ဆံရေးကိုနေတို့တွေအားလုံးလည်းသိပြီးသားပဲဥစားဘူးမဖြစ်နိုင်ဘူး။အော်အဲ့လိုမဖြစ်နိုင်လို့လေငါတို့ကလည်းအံ့ဩလုံးလို့အခုလိုမျိုးညို့အိမ်နဲ့ရောက်လာပြောရတာပေါ့။ဘလို့ပဲစဉ်းစားဟဲ့ဒီကိစ္စကြီးလုံးဝမဖြစ်နိုင်ပါဘူး။ဟာနေဘက်ကမဖြစ်နိုင်ဘူးဆိုပေမဲ့နေရဲ့ဘက်ကတစ်ဖက်သက်ပြောင်းလဲနေရဆိုရင်အနေဝေးပြီးတွေးအေးသွားတာရှိတယ်လို့အနေနီးပြီးတော့လေချစ်သွားနိုင်တာပဲလေ။ဒီလိုရရလေအရောက်ပို့နေပြန်ပါလေ။ဒါမဲ့နေရခုတလောပုံစံပြောင်းနေတာကရိတ်တော့ရိတ်မိတယ်သူ့ဘက်ကဘာပဲဖြစ်ဖြစ်ဟာငါဘက်ကတော့သူ့ဘက်မှာဘာစိတ်မှမရှိဘူးဆိုတာသိကြတယ်ဘာဖြစ်လို့ဘာဖြစ်လို့လဲဆိုတော့သူ့မှာလည်းမဟေတီရှိတယ်လို့ငါမှလည်းကိုသူရိရှိရလေအဲ့ဒါကြောင့်喂，是能找不了。哦，那你刚才写了，让我看。
ကိုလိုနေရတဲ့စကားဒီမှာပဲစောင့်တန်းအောင် ဘာဘလို့ ဟုတ်တယ်ဟိုဒီစကားကိုပြောဖို့မေဒီကိုတကယ်အားနာတယ်ဟိုနဲ့မေဒီနဲ့ကြားထဲမှာအခုလိုချစ်သူတွေကြားရေးစပ်ဖြစ်နေမယ်ဆိုရင်မေဒီကမင်းကလေးဆိုတော့ပတ်ဝန်းကျင်ကပြောလာတဲ့စကားတွေနဲ့ထိခိုက်နေတာမျိုးရှိလာနိုင်ပြီမနိုင်ဝင်ကြမှာဆိုရင်ကိုစိတ်ကစားပြီးတော့မေဒီနဲ့ချစ်သူတွေဖြစ်ခဲ့တာ ဒါဆိုရင်ငါတကယ်မချစ်ခဲ့ဘူးပေါ့ ဒီဘက်လောက်ဝေးပါမယ်လူတော်ဝိုင်းဆိုပြောပြရလို့ရှိတယ်ပြောပြတဲ့စကားပြောပြတဲ့စကားတွေရှိနေတယ်သူတို့ကရပြောမှဖြစ်မှာမဟုတ်ပါဘူး ဟုတ်လားပြောချင်ရှိရဆိုပြောလို့လူချင်တဲ့တူတူရင်းနာဘယ်လိုမျိုးတော်ရဲနေစရာမှမလိုဘူး ဒီကျွန်တော်ပေါ်မှာလူသဘောထားလဲဆိုတာဟောသိပါတယ်ကျွန်တော်အားနာတယ်လို့ကျွန်တော်မသိတော့ဆောင်ခဲ့တာကျွန်တော်ကအာမနာတော့ဗျာဘာလို့ကြောက်ချစ်တယ်ဒီလိုကြတဲ့ပေါ်လာအောင်ဘာဝိတယ်တိတ်ခွာလာတယ်စိတ်တော့မဆိုးပါနဲ့ဗျာအဲ့ဒါလည်းကျွန်တော်ဖုန်းမပြောပါဘူးစိတ်တော့မဆိုးပါနဲ့နော်ဟုတ်ဘိုးချစိတ်မဆိုးပါဘူးကိုယ့်အကြောင်းကိုတွေးမိသွားတယ်ဟိုကျမဘာအကြောင်းလို့ရှိလို့လဲကျွန်တော်ပြောပြချင်ပြောပြလို့ရပါတယ်ပြောပြမှာလားပြောပြမှာဖြစ်မဲ့ကိစ္စမလို့ဘုရားပြောပြဖို့တော့ဆုံးဖြတ်ပြီးသားပါအခြေအနေတစ်ခုကြောင့်တရားဝင်လက်ထပ်ထားရတယ်အိမ်တော်တို့တစ်ခုမျိုးချက်မှရှိတယ်ဒီတော့တော့နားမလည်ဘူးဗျဘုရားရှင်းပြပါမယ်ဒီလိုပါဒီကနေ့အကြောင်းဆိုတော့ဟုတ်ပါပါဒီအကြောင်းကိုကြားပြီးတော့ကိုသူရဲ့သဘောထားကိုဒီလိုရှိသေးတယ်။တမန်တော်နားလည်းမရှိဘူးတော့အရေးကြီးတယ်လို့ကျွန်တော်ပြောပါတယ်။ကျွန်တော်ငယ်ချုပ်နားလည်းကြည့်လို့ရပါတယ်။ကိုကျဘက်ကလည်းကျွန်တော်ပြန်ပြီးနားလို့ရှိဘူး။ကိုကျဘက်ကဘယ်လိုနားနေတယ်တရားဝင်တက်ထွက်ထားတဲ့အိမ်တော်တဲ့အမျိုးသမီးတယောက်တော့ဟောက်ပြန်နေလို့ဆိုပြီးတော့ပတ်ဝန်းကျင်ကပြောတာကိုကျွန်တော်လက်မခံနိုင်ဘူးဗျာ။ပါလိမ့်ပါ
ဘာလို့တော့လာဘာဘာပြောရစီ 你家里呀的了， ကြားတော့မကြောက်တော့မမြင်နေတယ်ဘာပဲမှလည်းပြော你 ပြောတယ် 我哩，嗯，俺都关心家呀， ဘာရှင်းချင်တယ်ဘာဖြစ်လို့ကွာရှင်းချင်တာဒီနေ့ကောင်လည်းအခုလည်းအဆင်ပြေနေတာပဲ အဆင်ပြေတယ်မပြေဘူးဆိုတာတဲ့ငါတို့နှစ်ယောက်ခွာရှင်းလိုက်လို့ရှိရင်ပို့ပြီးတော့ကောင်းမယ်လို့ငါထင်လို့ပါငါတို့စိတ်တိုင်းကြလွတ်လွတ်လပ်လပ်နေခြင်းလို့သာငါတို့အိမ်တော်ပြုတ်ခဲ့ကြရဲဆိုပေမဲ့တကယ်တမ်းကျတော့အိမ်တော်တစ်ခုကိုတည်ဆောက်ဖို့ဆိုတာအဲ့လောက်မလွယ်ဘူးပါ ဘာရက်ခက်ခဲနေ ငါတို့ကလွတ်လပ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့သာဒီလမ်းကိုရွေးချယ်ခဲ့ပေမဲ့တကယ်တမ်းကျတော့အဲ့ဒီအိမ်တောင်တဲဆိုတဲ့ကောင်းစီအောင်မှာငါတို့ကပြန်ပိတ်မိနေတယ်ဆိုတာနင်သိလား ငါသဘောပေါက်သွားပြီနေမဲတဲ့နေနဲ့လွတ်လွတ်လပ်လပ်နေချင်တော့ဒီတော့ကွာရှင်းမတောင်းနေပါလား အဲ့ဒါလည်းပါတယ်နောက်တစ်ခုက ငွေကြီးဒီအခုဘာစဉ်းစားထားတာရှိလဲ အခုချိန်မှာဘာမှလည်းမစဉ်းစားကြည့်ဘူးငါဘာမှမေးမနေနဲ့တော့ ဟဲ့ဒီလိုကိစ္စမျိုးမမေးလို့ပြီးသွားမယ့်ကိစ္စမျိုးမှမဟုတ်တာ ဒီငါလည်းသိတယ်ဒါပေမဲ့ငါအခုချိန်မှာဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာ ဟိုငါမမေးတင်မှန်းတော့သိဟာဒါပေမဲ့တေချောင်လို့တော့မမေးချင်ဘူးဒီကိစ္စနေရနဲ့မဟုတ်ဘူးဆိုတာတေချာ နင်တို့ကလည်းငါနဲ့နေရတဲ့နှစ်ယောက်ကြားဆက်ဆံရင်ဘယ်လိုမျိုးရှိရဲဆိုတာငါတို့နှစ်ယောက်သားအသိဆုံးလေပြီးတော့ဒီကိုဝင်းကနေရနဲ့ရဆိုရှင်ငါအခုလိုမျိုးစိတ်ညစ်နေစရာမလိုတာ ဒီရနေရတာမဟုတ်ဘူးဘသူနဲ့ရတယ် အဲ့တော့ငါလည်းမသိဘူးဟာငါပြောနေတတ်တာလေလို့အဲ့လိုဖောက်ပြမိမတရားမဟုတ်ဘူးဆိုတာနင်တို့လည်းအသိဆုံးပါ အေးသိရလေအဲ့လိုသိလို့လေနင့်အတွက်ငါတို့ကပို့ပြီးတော့စိတ်မကောင်းဖြစ်နေတာကဲအခုကိုဝင်ရှိပြီဘသူနဲ့ရမယ်မသိဘူးဆိုတဲ့အဖေမျိုးကလက်ခံရလောက်တဲ့အခြေအနေမျိုးမဟုတ်ဘူးလေ ဘယ်သူမှလက်မခံလည်းနေမစီဟာငါရဲ့ကိုချင်းတရားတော့ငါယုံနေဒါပေမဲ့ငါရဲ့ယုံကြည်မှုကိုဘာ
ဘာနဲ့မှသက်သေမပြနိုင်တာတော့ငါမတက်နိုင်ဘူး ကိုနေကျွန်တော်လည်းတွေ့ကျင်တယ်ဆိုတာဘာကိစ္စလဲမသိဘူးကျွန်တော်တို့ရောက်ချာမှာတွေ့ရမယ့်ကိစ္စဆိုဝေကျေကိစ္စပဲရှိတယ်ဝေကျေကိစ္စနဲ့ပတ်သက်ပြီးဘာများလို့ရရှိတော့ခင်ဗျားကိုပြောစရာရှိလို့ဆိုတော့ခင်ဗျားကအသိပေးဝင်လာခဲ့တာဦးကျင်းမှာများနဲ့ပတ်သက်ရခဲ့တဲ့ရှိနေအဲ့ခင်ဗျားတောင်းရင်ကျွန်တော်ကပြောကိုနေခမကျွန်တော်ဘာပြောလိုက်လဲဦးကျင်းမှာကျွန်တော်လည်းရှားတဲ့ကိုယ်ကိုရှိနေပြီဟုတ်လားဟုတ်တယ်ဒီကိစ္စအများအတွက်ရည်စရာကောင်းတယ်ဘာသာငွေကြေးအတွက်ဟာတာမဟုတ်ဘူးခင်ဗျားငွေကြေးကိုတောင်းရရှူလာခဏလေးခမရပြောလို့ငွေကြေးနဲ့ကျွန်တော်ကြားပါကိုယ်မှရှားကြောင်ရှိထင်တော့ကိုကြီးခုချိန်မှာဒီချင်းပတ်တန်လို့ဆိုညချင်ရှိရတယ်ဟုတ်ပါရဲ့ဒါပေမဲ့သူစီရောကိုယ်ရောကျွန်တော်လည်းရှာဖြစ်လာတယ်တော့ကောင်းတယ်你把表来给？ နေကြားတဲ့အတိုင်းပဲနေပိုက်ထဲကကလေးကိုတာဝန်ယူဖို့အတွက်နေအကောင်မှာသွားပြောတော့တာ 哈，你把你上楼你呀嘞？你一路路没出来，俺那干咩呀嘛不？ ဟာဒီအခြေအနေတစ်ခုကတိုင်မရမယ့်အခြေအနေတစ်ခုမဟုတ်ဘူးနေအတွက်အရေးကြီးဆုံးအခြေအနေတစ်ခုရောက်နေတာအဲ့နေကုန်နေသိလား 给他吧了。你一路没有多人打表了，多人把表表来了，大文有嘛来了？嗯？ နင်းကောင်နဲ့တိတ်ထင်ကြီးနေတာလားဟမ်နေပိုက်ထဲကကလေးကသူနဲ့ရတာမဟုတ်ပါဘူးဆိုပြီးရှောင်ထွက်သွားတယ်အဲ့ဒါနေဘယ်လိုလုပ်လဲ 哎嘞，上船嘛不？我白天过问呀，都那样嘛好的。 ဟာဟဲ့နေငါ့ကိုစကားတွေကိုဝဲလေကြောင်းလည်းမပြောနဲ့တော့ငွေချေနေကလေးကအဲ့ကောင်နဲ့မရဘူးဆိုဘယ်သူနဲ့ရတာလဲ 嘿，哎，美国我讲俺嘞，前那边没了呗。他们俺妈骗不起。 ဟဲ့နင်းဘဝမှာနင်းနေချင်တယ်လို့နေတာနင်းလှုပ်ချင်တာလှုပ်တော့ငါဘာမှပြောစရာအကြောင်းမရှိဘူးငါဘာမှလည်းဝေဖန်စရာအကြောင်းမရှိဘူးဒါပေမဲ့နင်းအခုချိန်မှာအဲ့လိုလုပ်လို့မရဘူးနင်းပိုက်ထဲကကလေးတို့နင်းစင်းကိုစဉ်းစားရမယ်ဘာလဲနင်းကလေးကိုဖက်အေးမပေါ်ဘဲနဲ့မွေးကလေးမျိုးဖြစ်စေချင်တယ်ဟမ် ဟ
ဝေကျဲကတောင်းပန်ပါတယ်ဟာမနေ့တော့ကနင်းကစိတ်ပူလို့ပြီးတော့ပြောလိုက်မိတာပါနင်ဘယ်လောက်ထိခံစားသွားမလဲဆိုတော့သိပါတယ်အဲကြောင့်ငါနင်းကိုတကယ်ကိုတောင်းပန်ပါတယ်ဟာမင်းညတော့နင်ဘာမှထွက်မစားဘူးခုငါနင်းတို့အောက်မှာ breakfast လုပ်ထားတယ်အဲ့ဒါလေးကိုထွက်စားလိုက်ပါနော်ဝေကျဲငါပြောတာကြားလားဝေကျဲဟုတ်တယ်လူလည်းရှင်းပြီ ကျွန်တော်ပါဆရာကျွန်တော်လုံနိုင်တဲ့မျိုးသားပါလူနာစိုးရင်လားဆရာ စိုးရိမ်တဲ့အကြောင်းရှိပါဘူးဗျာသူကစိတ်ကောလူကောပင်ပန်းသွားတဲ့အတွက်ကြောင့်အားနေသွားတာပါဒါပေမဲ့အနာယူဖို့တော့လိုအပ်ပါတယ်ဟုတ်ကဲ့ဆရာဆရာလူနာကစိတ်ချပြီဆိုတော့လေလူနာပိုက်တဲ့ကလေးအောင်စိတ်ချရလားဆရာ ကလေးကဘာမှဖြစ်စရာအကြောင်းမရှိပါဘူးဘာလို့လဲကလေးမှမရှိတာဗျာဆရာကလေးရရှိရတယ်ဆရာဘယ်လိုပြမရှိတော့လဲဆရာဘာလို့ဆိုလို့ရလဲဆရာ ဒီရှိရခဏတို့ထင်တယ်လို့ကိုမရှိနေမှာပေါ့ဗျာ Ovarian sick လို့ခေါ်တယ်တိမ်မှာအကျိတ်တဲ့ယောဂဖြစ်နေတာဗျာဒါဆိုဆရာကျွန်တော်ထင်တာရဲ့ကိုဝင်းဟာအစိုးရမရှိဘူးပေါ့ဆရာအဲ့လိုလားမရှိပါအဲ့ဆိုအခုလူနာဖြစ်နေရဲ့ဆရာပြောတဲ့ Ovarian sick ဆိုတာဟောဆရာအဲ့ဒီအခြေအနေအောင်ဆရာအစိုးရလားဆရာယောဂလို့သာနာမည်တက်လိုက်ရတာပါဗျာတကယ်တော့ကြောင့်ဘာမှစိုးရိမ်စရာအကြောင်းမရှိပါဘူးခွဲစိတ်ကူးတလိုက်မယ်ဆိုရင်တော့အလုံးကောင်းပါပါအချိန်မီမကူးတဘူးဆိုရင်တော့လူလာအပ်တဲ့ပြဿနာဖြစ်နေတာပေါ့ဗျာတော့ Ovarian cyst ဆိုတဲ့ပြပတ်လက္ခဏာတွေကလည်းကိုယ်စောမိခင်နေတဲ့ထပ်တူညီလို့ပါပဲဟိုစစ်ကြမှာရောကျွန်တော်တို့ ultrasound ရိုက်ထားတာတွေရှိပါတယ်အဲ့တော့ပြီးလာကြည့်လိုက်ပါကဲကျွန်တော်လာကြည့်လိုက်ပါမယ်ဆရာကဲကျွန်တော်ခွင့်ပြုပါကျေးဇူးများတင်ပါတယ်ဆရာလီယန်ဘယ်လိုလဲနေမငါ့ကိုပြောတော့ငါနေချင်တယ်လို့နေအလုပ်ချင်တာကြီးလုပ်တဲ့ဆိုခုရောရှုံပြီလားsorry တဲ့ကွာငါပုံမှန်တဲ့နေ့ကိုပို့ပြီးတော့ကြည့်ပြီးသားပါဝစ်ချက်ဖြစ်ခဲ့တဲ့ကိစ္စတွေပါလေနေ့ကိုမှားပါတယ်လို့ဘာတခုမှမပြောခဲ့ပါဘူးဒါပေမဲ့ငါတို့ပဲဆိုနေတာညပိုက်တဲ့ကလေးလေးတကယ်ရှိမယ်ဆိုရင်ဝေးလာရဲ့အချိန်မှာတပည့်မခွာမအောင်ပဲငါစိတ်ပူနေခဲ့တာအဲ့ဒါကြောင့်လည်းငါသူလေးနဲ့သွားပြီးစကားပြောခဲ့တာပေါ့ကဲတော့သူလေးသားလေးအဲ့ကလေးကိုတာဝန်မယူဘူးဆိုရင်ငါနဲ့ကိုပွားရှင်းဝင်မပေးဘူးငါလေးဆုံးဖြတ်ပြီးသားပါအဲ့ဒါကိုနေမသိဘူးမလားဟာလေအန်ဒရက်ဆိုမြဲတယ်မဆိုလူပေးချင်နေတာပါအဲ့ဒါနေမသိဘူးသိတယ်
နင်ငါ့ကိုကြိုက်နေလို့မလား အဲ့ဒါကြောင့်လည်းပြောပြပါ 哦，都会讲英文的那个，维嘉的，右边这个的，好了，哦，星空单车，你在的。嗯，就这样好。嗯。ပေးချင်ကြစရာခုရှိတယ်။အဲ့ဒါညရန်လွယ်ပြီးတော့အကုန်လုံးနားပိတ်ထားကြ။ဟာညကျင်းရမယ်လေတော်တယ်နားလည်းပိတ်သွားတော့ဘလို့ကြီးလဲ။ အဲ့လေအဲ့တော့မျက်နှာလိုက်ပါကွာသူ့ရောက်ကြောက်တော့ငါတို့ငါတို့ကြောက်ငါပိတ်ခိုင်းပိုက်ပါ ဟောမင်းရတယ်ကွာငါလေးကပြောစကားနားထောင်လိုက်ကွာဒီနေ့ကငါတို့ anniversary နေ့လေ အေးရောကွာပြီး တပိတ်ထားလေနားပိတ်ကိုပိတ်ဟိုနားထောင်တယ် တကယ်မနှောက်ပါဘူး နားတကယ်ပါ ဟာဖျောက်နေဟမ်ငါဘွန်းလေးငါဘွန်းလေးငါမိမမကိုဝင်ရှိနေပြီဟာလူဟိုကျဲတယ်လို့လားတော်တော်ဟိုတစ်ခေါက်တော့ဘလုံးပြင်းနေဦးမယ် အလုံးကြီးမဟုတ်ပါဘူးငါကိုယ်တိုင်ဆရာဝန်နဲ့တေချာတွေ့ပြီးကိုဝေရကလာတော့ရှိနေပြီလေတကယ်နော်တကယ် ငါကလေးလေးရဲ့နေပါလေယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တော်တာဆိုရင်လည်းမရရအောင်ထက် ယောက်ျားတော်တာဆိုတော့နာမင်းပေါ့နော် ဒါပေါ့မိမရဲ့နေနဲ့ကျင်နဲ့ပေါင်းဆက်ထားတယ်လေးချက်နဲ့နာမင်းကြီးပေါ့မိမရဲ့ လေကပတ်စီတယ်ဟာတာလာပဲတော့တော့